ဥက္ကဋ္ဌကြီးဦးစစောကသူ့အတွက်အဖေတယောက်လိုပဲဆိုပြီးတော့မမောင်လင်းရဲ့ပြောစကားကတကယ်ကိုမှန်နေပြီထင်ပါတယ်မမောင်လင်းဟာမြန်မာသမိုင်းမှာတရားမှမလုပ်ဘူးလေကျွန်တော်တို့မန်ယူအသင်းကြီးကိုဂိုးတွင်းပြလိုက်တာပဲဖြစ်ပါတယ်သူ့ရဲ့တွင်းကိုကအနိုင်တွင်းကိုပါเนาะယူယူတန်းတန်းတွင်းကိုမဟုတ်ဘူးဆိုတော့မမောင်လင်းကတော့เนาะအခုလိုမျိုးတွင်းကိုတွင်းပြီးတဲ့နောက်ပိုင်းမှာအခုတည်ရမေးဆိုရင်တော့ပြောပါပြီတဲ့ဗျာเนาะသူ့ဘဝမှာဒီလောက်ထက်ထိကြီးမားတဲ့အချိမမရဘူးအခုတော့မြန်မာတနိုင်ငံလုံးအားပေးကြတဲ့မန်ယူအသင်းကြီးကိုဂိုးတွင်းပြနိုင်လိုက်တယ်ဆိုတာကလုံးဝကိုချက်ခမန်လီလီစကေးကြီးပဲเนาะသူတို့လုံးဝကိုကြီးမားတဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့အချိမန်ကြီးပဲမမောင်လင်းရဲ့ခုလိုမျိုးအောင်မြင်မှုနဲ့ပတ်သက်ပြီးတနိုင်ငံလုံးကပြည်သူတွေကချီးကျူးကြတယ်ဒီကကျတော့ဘောလုံးချိုင်းနှစ်တက်တဲ့တတိတွေကမြန်မာနိုင်ငံမှာများကြီးပဲเนาะတယောက်ပြီးတယောက်မောင်မောင်လင်းကိုချီးကျူးနေပြီးတော့မောင်လင်းကိုเนาะဆွေးချဖို့အတွက်တန်းစီနေကြပြီလေဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့အမေရိကန်နိုင်ငံမှာเนาะကျင်းလေကျက်စားနေတဲ့စမိုင်းတို့လေးများစမိုင်းရဲ့ယောက်ျားကဘောပွဲတွေဆိုရင်တိတ်ကြိုက်ပါတယ်เนาะမောင်လင်းကိုကျွန်တော်တို့သိမ်းပေါင်းများစွာဆုချီးမြှင့်မယ်လို့ကြားတယ်ဒုတိယကတော့အားလုံးလေးသိချတဲ့အတိုင်းပါပဲဦးဆက်စောပါမောင်လင်းကိုเนาะသားတယောက်လိုအမြဲတမ်းစောင့်ရှောက်ပေးတဲ့ဦးဆက်စောကတော့မြန်မာနိုင်ငံမှာနံပါတ်3အချမ်းသာဆုံးပြည်ကြီးဖြစ်တဲ့9ဘီလီယံထက်မှာเนาะအမေရိကန်ဒေါ်လာ9ဘီလီယံထက်မှာသူ့ရဲ့ပိုင်ဆိုင်မှုရှိပါတယ်လုပ်ငန်းခွဲပေါင်းများစွာเนาะ mass company ပြင်လုပ်ငန်းခွဲပေါင်းများစွာပိုင်ဆိုင်ထားရတဲ့လူလေးဖြစ်ပါတယ်ဆိုတော့အခုမောင်မောင်လင်းကိုဦးစစောကเนาะကျွန်တော်တို့အိမ်တလုံးအပြင်ဒေါ်လာသိန်းကြီးချီးမြှင့်လိုက်တယ်เนาะဆိုတော့ဒီသတင်းကတိကျသိချပါတယ်ဦးစစောကချွတ်ချွန်တဲ့သူတွေကိုဆိုရင်အများအားဖြင့်စုပြီးတက်တာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်เนาะဆိုတော့မြန်မာနိုင်ငံရဲ့ဘောလုံးသမားတွေကိုလုံးဝမျက်နှာမငယ်အောင်အများအားဖြင့်ထောက်ပံ့ပေးတဲ့သူဖြစ်တယ်အခုတော့ကြီးမားတဲ့ achievement ကြီးရရှိလိုက်တဲ့မောင်မောင်လင်းကိုเนาะသားရင်းဘက်မှာချစ်ခင်တဲ့ဦးစစောအတွက်ကတော့ဒေါ်လာ3-4သိန်းဆိုတာကတော့လုံးဝမပြောပါလောက်ပါဘူးဒီအပိုင်းဆိုင်မှုကအမေရိကန်ဒေါ်လာเนาะမီလီယံနာတော့မဟုတ်ဘူးဘီလီယံနာဖြစ်တယ်အမေရိကန်ဒေါ်လာ9ဘီလီယံထက်မှရှိပါတယ်ဆိုတော့ is ပါပဲမောင်မောင်လင်းကတော့ပြီးပြောပါပြီเนาะကြီးမားတဲ့အောင်မြင်မှုလေးရတယ်ပတ်စံလေးရတယ်ဆိုတော့သူ့ဘဝကြီးကပြောပဲဗျာ